school hub program အနေနဲ့ဆယ်ကဒီရှစ်ခုပါတဲ့ဟာလေးကိုရွေးထားတာပေါ့နော်။ဘာဖြစ်လို့ဒီဆယ်ကဒါလေးကိုရွေးထားတာလဲဆိုတဲ့အခါကျတော့ဒီကျောင်းမှာပေါ့နော်။ကျောင်းတစ်ကျောင်းချင်းစီမှာschool handler တစ်ယောက်စီရှိတယ်ဆိုရင်ပေါ့နော်။ school handler တစ်ယောက်စီရှိမယ်ဆိုရင်ဒီရှစ်ခုလုံးပါမှာပေါ့နော်။သူ့အနေနဲ့လုပ်ဆောင်နိုင်တယ်ဟုတ်လား။အလုပ်တွေကတော့များတယ်ဒါပေမဲ့လေအောင်မြင်မှုကကြတော့တခြားလည်းနိုင်လို့မရအောင်အရန်လည်းမြန်တယ်နောက်ပြီးတော့သူ့ရဲ့အောင်မြင်မှုကတရှိခံတယ်အဲ့ဒါကဘာလို့လဲဆိုတာကိုဒီတစ်ခုချင်းစီမှာပြပြပြန်ပြီးတော့ပြောပြသွားမယ်ပေါ့နော်ဟိုပြောမယ်တစ်ခုလိုတစ်ခုလုံးတာဆိုတဲ့အခုလိုမျိုးပေါ့နော်တောင်းတောင်းအတွက်ဒီဆီယာမတရားကနေဒီလိုကိုဒီလုံးရမယ့်အလုပ်တွေအကုန်လုံးမှာပေါ့နော်သူအဖက်ဖက်ကနေစဉ်းစားပြီးတာလုံးလိုက်မယ်ဆိုရင်သူ့အနေနဲ့ဒီအကြောင်းမှာပေါ့နော်ဘယ်လောက်ထိအောင်မြင်နိုင်ဒီကျောင်းကကျောင်းသားတွေအတွက်တော့သူ့ရဲ့လုပ်ငန်းတွေဘယ်လောက်ထိအောင်မြင်နိုင်လဲဘယ်လိုမျိုးဖြစ်သွားနိုင်လဲပေါ့နော်အဲ့ဒါလေးတွေတစ်ချက်ချင်းလေးပြန်ပြီးရှင်းနေပြီနော်ဟိုတချို့ကကြတော့ဗာတင်လဲလို့ဟိုဆင်းရသွားတာပဲငါတို့လုံးကလည်းခဏလေးပဲလားတန်စာပေးလိုက်ပြီးတော့ပြန်လာမယ်ဗိုက်တာမင်တက်ပြီးပြန်လာတယ်ဆိုတာလိုမျိုးသူကမြင်တတ်ကြတယ်လေအခုလည်းတော့များများအဲ့လိုမျိုးပဲရှိနေတာလို့သိရအောင်များတော့များများဟင်အဲ့တော့ငယ်တို့ကြောင့်လေအဲ့လိုမျိုးမဟုတ်နဲ့ပေါ့နော်ငယ်တို့ဆင်းကလည်းသူဟာနဲ့ဟိုစိတ်ဝင်စားတဲ့သူပါလားမပါလားတော့ဒီလည်းမသိဘူးပေါ့နော်ဒီကဲဆိုရင်စိတ်ဝင်စားအောင်သူဟာနဲ့လောက်ရမှာအောင်ဒီကဲစိတ်ဝင်စားလိုက်ခါတယ်စိတ်ဝင်စားပဲနဲ့ပြင်ဖြစ်တော့မယ်ဒီကဲချက်ချင်းပြန်မတိုင်းနဲ့နော်အဲ့လိုမျိုးပေါ့နော်အဲ့school handlers အနေနဲ့ဒီကလေးလေးတွေကိုချစ်တတ်တဲ့သူပေါ့နော် school handlers အနေနဲ့လုပ်မယ်ဆိုရင်ဆိုတာလိုမျိုးပေါ့နော်အဲ့ဒါဆိုလို့ပို့ပြီးတော့အဆင်ပြေနိုင်တယ်ပေါ့နော်